ဒါလေးက JK 15 balance ဆက်လေးเนาะဒါလေးကိုကျွန်တော်ချိတ်ပြထားတာကျွန်တော်ဒီမှာ battery pack လေး battery pack နဲ့ကျွန်တော်ဒီအရက်ဂျားကန်လေးနဲ့ကျွန်တော်ချိတ်ပြတာအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီကြိုးတွေနဲ့ချိတ်လို့ရတယ်เนาะဒီ port တွေမှာဒီကြိုးကို join เนาะဒီကြိုးကို join ပြီးတော့ကျွန်တော်တို့ဒီမှာဆိုကျွန်တော် B minus ကနေစ B minus မှာကလစ်ညက်ပြီးရင် B1 မှာကလစ်ညက် B2 B3 B7 ဒီသူကလို့ကလစ်ညက်ပြီး join လုပ်ရတယ်ပြီးရင်ကျွန်တော်ဒီမှာ Bluetooth setting နဲ့ကိုဝင်ရအောင် Bluetooth setting နဲ့ကိုဝင်မယ်ဆိုရင်ကျွန်တော်တို့Bluetooth setting နဲ့ကိုဝင်မယ်ဆိုရင်ကျွန်တော် password က1 2 3 4ပေးရမယ်ပြီးပြီးရင်ကျွန်တော်တို့ဒီမှာ setting နဲ့ဝင်ရမယ်ဒါဆိုသူ့ဘက်သူညှိနေပြီเนาะနောက်ဆုံး10 ပဲကျန်တော့တယ်နောက်ဆုံး10ကိုသူညှိနေပြီเนาะနောက်ဆုံး10ညှိနေတယ်ပြီးရင်ဒီမှာ setting နဲ့ဝင်ပြီးရင်ကျွန်တော်ဒီမှာ10ကောက်လေးပဲရွေးပေးလိုက်ကျွန်တော် 7S ဆို7ရွေး24ဆို24ရွေးလိုက်အဲ့ဒါဆိုရပြီနောက်အောက်က setting တွေကတော့ဘာမှပြောင်းနေအောင်လို့ဒီကောင်2ဆိုတာ2ဖို့အနည်းဆုံးရှိမှညှိပေးမယ်15ကျွန်တော်တို့15 A နဲ့ညှိရင်မြန်တာပေါ့နော်15 A နဲ့ညှိဒါမှမဟုတ်4 A နဲ့ညှိရင်4 10ဆို10ဒါလေးပဲရွေးပေးလိုက်ရပြီเนาะကျန်တာ2ဘက်2ဒီမှာအလုံးလုံးနေ 4.21 4.22 เนาะ 4.175 နောက်ဆုံး10ညှိသွားရင်တော့အားလုံးအကုန်လုံးစိမ့်သွားပြီဆိုရင်တော့အားလုံးအဆင်ပြေသွားပြီပေါ့เนาะဟုတ်အားလုံးပဲကျေးဇူးပါ